မတရားဖန်တဲ့အတွက်ပြောင်းရွှေ့ကြီး85တန်းကတကယ်တန်ရလားတော်တန်ဟော့စပါကမတရားဖန်တဲ့အတွက်ကလတ်စက်ချစ်တွေပြောင်းရွှေ့ကြီး85တန်းနဲ့သဘောတူညီမှုရရှိသွားပြီဒီကိုဖြစ်သွားပြီအဲ့တော့အဲ့ဒီ player တွေဝေဟန်ကတောက်ဆူထားတဲ့ပြောင်းရွှေ့ကြီးက85တန်းအဲ့ဒီ85တန်းလုံးကိုတော်တန်ဟော့စပါကပုတ်တည်ပေးရမှာပုတ်ပေးရမှာဗျာ85တန်းလုံးတစ်ခါလဲပုတ်ပေးရမယ်အပူစုကြီးငွေမပေါဘူးအထူးအိုမယူပါလေတကယ်လူချင်းနေတယ်သူတို့ဝေဟန်တောက်စုတဲ့ပြောင်းရွှေ့ကြီး85တန်းပမာဏဖြီးရှိတဲ့အပူစုကြီးငွေပေါဝင်ပြီးတော့ကလပ်ဖို့အတွက်စဉ်းစားနေတဲ့အချိန်မှာပဲစပါးကပုတ်ပြီးတော့ခေါ်သွားပြီနော်အဓိကတော့ဒီစာပီတာပဲဒီစာပီတာဒီ player ကိုသူဖုံးကြိတ်ခေါ်ပြီးတော့စီယုံနိုင်ခဲ့တဲ့အတွက်ကစားသမားကစပါတင်ကိုပြောင်းရွှေ့သွားတာဖြစ်တယ်နော်အဲ့တော့မန်ယူကတခြားမတူညီတဲ့ကွင်းလဲ player တွေကိုသူကရှောက်ပြရမှာဖြစ်တယ်အဲ့တော့အဲ့ဒါကပြောင်းရွှေ့ကြီးအနေနဲ့စပါးကခေါ်ယူသွားတာဖြစ်တယ်အဲ့တော့ဝေဟန်ကစားသမားမတီရက်ဖန်နေတဲ့ကတော့စပါတင်ကိုပြောင်းရွှေ့သွားပြီနော်အဲ့တော့โอเคနားတစ်ပိုင်းကသူပေးချရတဲ့ပြောင်းရွှေ့ကြီး85တန်းကတကယ်တန်ရလားအဲ့တော့နောက်ပိုင်းတော့ပြောင်းရွှေ့ကြီးကတအားဖောက်ပေါ်လာတာကိုမြင်ရတယ်ဟိုပလေယာတယောက်ဟိုပုံမှန်လေးကစားလေးနဲ့ပုံမှန်လေးချစ်ဆန်းပြန်နေဆိုရင်သူခေါ်ယူဖို့အတွက်အနေဆိုတော့တန်း90လာတော့ပေးရမယ်လို့ဖြစ်လာပြီအဲ့တော့သူကို85တန်းပေးရတယ်ဆိုရင်မက်ဆီတီကိုပြောင်းသွားတဲ့အန်ဒန်ဆန်ရဲ့116တန်းဆိုတော့သူတို့တောင်ပြောင်းရွှေ့ကြီးရှင်းမယ်ဆိုရင်30တန်းပဲကွာတယ်ဗျအဲ့ဆိုတော့ဖက်နယ်လည်းလို့ကစားမျိုးကို85တန်းပေးရတယ်ဆိုရင်အန်ဒန်ဆန်ကို116တန်းကတော့တန်းတယ်တူလို့တော့ပြောရမယ်ဗျာအဲ့မှဆိုရင် player တရားသူတို့ပြောတယ်လို့ပုံမှန်ချစ်ဆွဲပြပြီးကစားနေတဲ့ဆိုရင်သူခေါ်ယူဖို့အတွက်နေဆိုတော့တန်း90တော့ရမယ်ဒါတော့အခုဖန်နယ်ကဘလို့ဖြစ်သွားလဲဆိုရင်သူခေါ်ယူဖို့ကမယူတင်းနေမဟုတ်ဘူးစပါးတင်းမဝင်လာတော့အဲ့ဆိုတော့ဝေဟန်တင်းကသူ့ကိုပြောရွှေ့ကြီးအမြင်တိတ်လိုက်တယ်အဲ့တော့အဲ့ဒီနှစ်တင်းကအပြိုင်ဈေးကိုတင်ရင်နဲ့ပြောရွှေ့ကြီးတအားများလာတယ်နောက်ပိုင်းဘာမှတရားခေါ်မယ်ဆိုအဲ့လိုလေးဖြေလာတော့ကိုတွေ့ရတယ်အဲ့တော့ဖန်နယ်ရဲ့85တန်းကတကယ်တန်လားမတန်လားဆိုတော့ပြီးမြလေးစားတင်းတဲ့ချိန်စပါးတင်းကအဲ့ဒီ player စီကနေပြီးတော့ဘယ်လောက်ထိအချိုးမြန်ရမလဲနော်ပြီးရင်အဲ့ဒီ player ကဘယ်လောက်တိုက်တက်ထိကစားပေးနိုင်မလဲသူကိုနီးပြတိစားပေးဘလို့အုတ်ချမလဲဆိုတော့ပေါ့မှုတည်တယ်ညီကိုတို့ရောဘလို့မြင်လဲအားလုံးကျေးဇူးတင်ပါတယ်